လက်ရှိကိစ္စဘာကျိုးဆက်ပဲဖြစ်လာချင်းဥထာကြီးတာဝန်ယူမှာမို့လေးနောက်တွန်းနေစားမလို့တော့ပဲပထမဆုံးအနေနဲ့အလောက်ခေါ်သမျှတမျိုးလုံးကဂိတ်တွေကိုတူအကုန်လိုချင်တဲ့အကြောင်းချင်းစီကိုတောင်းဆိုလိုက်ပါတယ်အစာတုံးကခေါင်းကိုခံခဲ့ရပါမယ်ဒီကျအရာရာပြည့်စုံနေပြီမို့လေးကိုလည်းကြားတဲ့ကန်းကိုဖျက်ဆီးဖို့အစဉ်သစ်ဖြစ်နေခဲ့တယ်အပိုင်းစားတွေကိုအရေးချီအောင်ဖွင့်ခြင်းနဲ့ပေါင်းဆက်လိုက်အပြန်ကဘာဂိမ်းမှန်သမျှကလေးလက်ထက်မှာရှိနေပဲဖြစ်ပါတယ်နောက်နေ့မနက်မှာတော့သူ့စိတ်ကြရွေးချယ်ထားတဲ့အရေးဂိမ်းသားတွေကိုချင်းစီကလေးနဲ့မိတ်ဆက်ပေးလိုက်အားလုံးကလေးရမိတ်ကိုနာခံရင်လေးလျောင်းမှာပဲရှိမဲ့ကြောင့်ပြောလိုက်တော့ချင်းစီမှဲထားတဲ့အရေးကိုင်းဆိုတဲ့နာမည်လေးကစိတ်ဝင်စားသွားခဲ့ပါတယ်သူလည်းဘာနာမည်ပေးရမှမသိတာကြောင့်လေးအစွမ်းကိုအခြေခံရင်အဲ့ဒီတည်းအရေးကိုင်းလို့ခေါ်ခဲ့တာဖြစ်တယ်လေးမကြိုက်ပြန်ပြောင်းလို့ရတဲ့အကြောင်းချင်းစီကပြောလိုက်တယ်မဲ့သဘောကျတဲ့လေးကဒီတိုင်းပဲထားလိုက်ဖို့ပြန်ပြောလိုက်ပါတယ်သူ့လက်အောက်မှာထားမဲ့လူတွေဆိုပေမဲ့ချင်းစီကအားလုံးကိုစီရန်တွေကြီးရွေးချယ်ပေးထားတာကြောင့်တကောင်မှအာပလာတော့ဟုတ်မနေပဲမျက်နှာပုံတတ်ထားတဲ့ဆိုတာကလည်းအားလုံးရဲ့ဖြစ်တည်မှုဖုံးကွယ်ပေးထားခြင်းတဲ့ချင်းစီရဲ့အကြံဖြစ်တယ်သူတို့အရေးကိုင်းကမတိမတလှုပ်ရှားရမယ်ဂန်တကူဖြစ်နေတာကြောင့်သူ့စိတ်ကူးထဲကချင်းစီကစီရင်ပေးထားခဲ့တာပဲဖြစ်ပါတယ်တကယ်တမ်းတကူတို့အနိုင်ရောင်တွေပေါ့မတ်အမဲတွေပါတခိုင်းထားတာကချင်းစီသူ့ဘာသာသဘောကျလို့ရှောက်လို့ခိုင်းတာဖြစ်သူတို့လေးလည်းတသေးသမီးကိုတော့မနိုင်တာမို့ဒီတိုင်းပဲလွတ်ထားလိုက်ရပြီအရင်ဆုံးကြားတဲ့ဂိုင်းရဲ့အလုံးမှန်သမျှကိုလူရမယ်အကြောင်းချင်းစီကိုပြောပြလိုက်ပါတယ်တမျိုးလုံးကအလုံးတွေကိုသူတို့တကိုင်းရဲ့လှုပ်ဖို့ဆိုတာမလွယ်ပေမဲ့အကြီးကြီးတွေလူဖို့ကိစ္စကိုတော့ချင်းစီနဲ့လွဲထားလိုက်ပြီလေးကအခြားရာတွေကိုဂိုင်းတွင်နေတဲ့အချိန်မချခင်မှာပဲအစ်စ်ပေါ်လာတဲ့အရေးဂိုင်းကမရှင်မှန်သမျှလူယူနေတာကြောင့်ကြားတဲ့ဂိုင်းတွေစိတ်နှောက်ယှက်ဖြစ်တဲ့အချိန်တွေကိုရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်ကြားတဲ့ဂိုင်းရဲ့ထုံးစံတိုင်းစကြက်လာလို့ရင်တခါတည်းရှင်းပြဖို့အမိန့်ပေးထားတာဆိုပေမဲ့ဂိုင်းတွေကမရှင်တေးသေးကြီးစီရန်အစမြတ်တိုက်ခိုက်သမားတွေကိုပဲလွတ်တက်တာကြောင့်တံပြန်တိုက်ခိုက်ဖို့ဆိုရင်သူတို့ကစီရန်တော့အလုံးလောက်ရှိမနေတာပဲဖြစ်ပါတယ်ရုတ်တက်ပေါ်လာတဲ့အင်အားစုကသူတို့စီးပွားရေးကိုအကြီးကျယ်တုံးနဲ့ထိုးနေတာကြောင့်အရေးဂိုင်းရဲ့လားရာကိုတီးရဖို့စူးစမ်းစုံစမ်းရေးအဖွဲ့တွေငားဖို့ကြံပြန်တော့လေဘယ်မှမသိတဲ့လူတွေကအဖွဲ့အားလုံးကိုကြိုယူထားတာကြောင့်ဘေးချက်နံချက်အခြေအနေမှာကြားတဲ့ခေါင်းဆောင်လည်းအတော်လေးပေါက်လာခဲ့ပါတယ်ဒါကြောင့်ခိုးပဲခိုးတပြားပဲတိုက်တာဘာလို့ရအကုန်လုံးခဲ့ဖို့နဲ့ဒီရက်တွင်ငွေရှာဖို့အခွင့်အလမ်းတွေထပ်မဆုံးကျင်တဲ့အကြောင်းကြားတဲ့ခေါင်းဆောင်ကအမိန့်ပေးလိုက်ပြီးတစ်ဖက်မှာလည်းစူးစမ်းရှာဖွေခွဲတန်းတွေကိုကြားတဲ့ဂိုင်းကဈေးမြစ်ပေးပြီးဝယ်သွားတယ်ဆိုတဲ့သတင်းကြောင့်လေးခံမှန်းထားသလိုဖြစ်လာပြီဆိုတော့တီးလိုက်ရပါတယ်။ငကိုတုံးကသူ့ဘာသာပြဿနာမရှိပေမဲ့အခုလေးကပြဿနာသွားရှာတာမို့ကြားတဲ့ကအရင်လှုပ်ရှားလို့မရတော့ဘူး။ပုံမှန်ကြားတဲ့ဆိုတာကရိုးရိုးသားသားအလုပ်လုပ်တာမျိုးမဟုတ်ပဲ။မရှင်တွေလက်ခံပြီးအဲ့ဘက်တွေထဲမှာတချို့တွေထပ်ပြီးထားတတ်တာပဲဖြစ်သွားတယ်။အဲ့လိုထည့်ပြီးရင်တော့ကြားတဲ့ရဲ့မူလပုံစံတိုင်းမရှင်ကပစ္စည်းတွေကိုဓမြတိုက်တတ်ကြပြီ။မရှင်ပစ္စည်းတွေဆိုတာကငကိုတွေကတရားမဝင်ပစ္စည်းတွေမို့ဓမြတိုက်ခံရရင်တော့ပိုင်ရှင်တွေကလည်းရဲမတိုင်ကြတာပဲဖြစ်သွားတယ်။ဒီလိုမျိုးတခိုးလက်ကပြန်လို့ရင်စီးပွားရှာတတ်တဲ့ကြားတဲ့ဂိုင်းကိုလေးကကြက်လိုက်တော့အရင်လိုမရှင်ပေါင်းစုံလက်ခံလို့မရတော့ပဲစူးစမ်းရှာဖွေခွဲတန်းတွေကိုတော့ဈေးကြီးပေးဝင်ရတဲ့အချိန်ကြီးမှာလေးတို့ဘက်ကရှိထားတာတွေကိုဈေးမြင့်မြင့်နဲ့ပြန်ရောင်းလို့ကြတယ်ကြားတဲ့ကဘဲကိတ်ကိုဝင်မဲတာအစသိနိုင်ပြီဖြစ်တဲ့အကြောင်းလေးကထောက်ပြလိုက်ပါရန်သူရဲ့နောက်ခြေလမ်းကိုလိုသူတို့ထိန်းချုပ်လိုက်တာကစစ်တို့ရဲ့ကစားနည်းမှာဆိုရင်အตาရတယ်လို့ပြောလို့ရတယ်အရာရာကကိုယ့်လက်ထက်မှာရှိနေပြီမို့ဒီတော့သူပြောင်းနေရတာကအပြန်ကဘာခဏခဏသွားနေရလို့ဖြစ်တဲ့အကြောင်းလေးကရှင်းပြရင်အပြန်ကဘာရဲ့ဝင်ပေါက်တွေကိုချင်းစီကိုဖွင့်ပြလိုက်ပါတယ်အပြန်ကဘာရဲ့ဝင်ပေါက်တစ်ခုကိုလေးလို့သူဖွင့်ပြလိုက်တော့အန်အောနေတဲ့ချင်းစီကိုကြည့်သူဟန်ရှမ်းမျိုးကအပြန်ကဘာဝင်ပေါက်အားလုံးကိုအမှတ်တမ်းလုပ်ပြီးဖြစ်တဲ့အကြောင်းလေးကပြောပြလိုက်ပါတယ်အခုဆိုအပြန်လောကကိုသူဝင်ပေါက်ငယ်တွေကနေတစ်စင်လို့သူချိတ်ဆက်ပြီးဖြစ်လို့အဝင်အထွက်အသွားလာကိစ္စကစိတ်ပူစရာမလိုတော့ပဲသူတို့လုပ်ဖို့ကြံတာကကြားတဲ့ကဘယ်စူးစမ်းရှာဖွေခွဲတန်းဝင်မလဲဆိုတာအခြားဘက်သားတွေကတစ်စင်ထောက်လန်းခိုင်းရမှာဖြစ်တဲ့အကြောင်းချင်းစီကိုပြောပြလိုက်ပါတယ်ဒီလိုဆိုအားလုံးသိရတာနဲ့ကြားတဲ့ကန်ကိုကြားပြတိုက်ခိုက်လို့ရပြီဖြစ်တယ်ချင်းစီကဆရာထက်တန်နေပြီမဲ့ပြင်ဘက်ကဘာမှာဖြစ်သမျှကိုလေးကအပြင်ကမပေါက်ကြားစေချင်တာကြောင့်ချင်းစိတ်နဲ့သူယုံကြည်ရတဲ့သူတွေစုရင်သူ့စီစဉ်တော့လိုက်ကြဖို့ပြောပြလိုက်ပါတယ်ဒါမဲ့ဆရာထက်တန်နေတဲ့ချင်းစိကသူနဲ့သူတိုက်ခိုက်ချင်တဲ့အကြောင်းလေးကိုတောင်းဆိုလာတာကြောင့်တခုခုကိုတွေးမိသွားတဲ့လေးကြီးလေအတူခေါ်သွားဖို့သဘောတူလိုက်ပြီးပြင်ဘက်ကပိုင်းဂိတ်တွင်းဘက်တနေရာမှာတော့သူ့ဘော်ကြီးကပြန်လာတဲ့ကားတစ်စီးကရုပ်တဲ့မြေကြီးတွေပေါ်လာတဲ့ကြောက်တုံးတွေနဲ့တိုက်ခိုက်တာကိုခံလိုက်ရပါတယ်အားလုံးကိုရှောင်လိုက်နေတာကြောင့်လူတွေပစ္စည်းတွေတော့ကြီးကြီးမားမားဘာမှမထိခိုက်လိုက်ပဲကားရသွားတဲ့အချိန်ကြောက်တုံးတွေကိုလိုလိုထိန်းချုပ်နေတဲ့အစင်းသမားတယောက်ကိုတွေးလိုက်ရတာကြောင့်အတက်လူပြီးပြေးဖို့ကြံလိုက်ကြပါမယ်လွင်မျောနေတဲ့ကြောက်တုံးတွေကသူတို့ရဲ့ခန္ဓာကိုယ်ထိုးပေါက်သွားခဲ့ပြီဖြစ်ပါတယ်သူကစားမစခင်အားလုံးကအတုံးယုံနဲ့ဖြစ်ကုန်တာကြောင့်ကစားလို့မရသေးတဲ့ကြောင့်တောက်ယူလို့ရေကျွတ်နေတဲ့အချိန်အတူကစားပေးမယ်ဆိုတဲ့စကားသံနဲ့သူမျက်စိရှိကိုရောက်လာတဲ့လူတယောက်ကမျက်စိသမိုက်ကျသူ့ကိုကြောက်နေရနဲ့မိတ်ဆက်ပေးသွားခဲ့ပါတယ်လူတက်တာကမကောင်းတဲ့အကြောင်းပြောရင်လေးကြီးကတစ်ချက်သိပ်ပေးလိုက်တော့အတော်လေးနာသွားပုံပေါ်တဲ့တကောင်သားကသူ့ကိုထင်သူ့ဘက်ကလှုပ်ပေးမှာမဟုတ်ပဲဒီပတ်လည်းမှာသူ့လူတွေနေရာယူထားတဲ့အကြောင်းကြောက်အားလှနဲ့ပြောလာခဲ့ပါတယ်ဒါမှဒီကောင်အားကိုးနေတဲ့ရောက်ဖတွေကိုချင်းစီနဲ့အရေးကိုင်းသားတွေကရှင်းထားပြီးပြီမို့အချိန်တွေကတူထင်တယ်လို့မဟုတ်တော့ပဲဒီကောင်တွေကိုတတ်မဲ့ဆိုတေတာထက်ပိုဆိုးတဲ့နီလန်းကိုသူပြင်ဆင်ထားတဲ့အကြောင်း
လေးကချင်းစီကိုပြောပြလိုက်ပါတယ်မသေးတာကိုသိပေမဲ့လက်ပြလွတ်မတဲ့ကြောက်နေတဲ့ကြားတဲ့ဂိုင်းသားတွေကြောင့်တေချင်းတရားမရောက်ခင်တေလောက်နာတဲ့နာကျင်မှုဆက်ကြားလေးမှာသူတို့ဒီလိုဖြစ်အောင်ရိတ်ကိုင်းကလေးလှုပ်သွားတဲ့ဆိုတာကိုပါကြားတဲ့ခေါင်းဆောင်ကြည့်အောင်လေးကသတင်းစကားပါခိုင်းလိုက်ပါတယ်တင်းမလို့အချင်းချင်းနဲ့ဆေးုံကိုရောက်လာတဲ့သူ့ဂိုင်းသားတွေကိုကြည့်လှုပ်သွားတဲ့ကောင်ကလေးဆိုတာကိုပါမယုံနိုင်ပဲတောက်ကျိုးနဲ့တထုတူသမားလေးကသူဂိုင်းသားတွေကိုတကူလုံးအယိုးတွေကြေသွားတဲ့အထိပညာပြသွားခဲ့တာပဲဖြစ်သွားတယ်ဒီလိုတရားမျိုးဆိုတာကအကောင်းဆုံးအရင်းမြစ်တွေနဲ့ကုရင်တော့6လတနစ်ကြာမှဖြစ်တယ်ကုန်ကြစိတ်ကလည်းတရားကိုတန်းတဲ့ချီကုန်ကြမှာဖြစ်တာကြောင့်လက်ရှိ6ရောက်လုံးတွက်ဆိုရင်ဆေးကမသေးလာပဲတစ်ဖက်တော့တင်မလို့ရှင်မလို့ဖြစ်နေတဲ့အချိန်နောက်တစ်ဖက်မှာတိုက်ရိုက်ခံလိုက်ရတယ်ဆိုတာကိုသိလိုက်ကြပါတယ်တိုက်ရိုက်ခံရတဲ့3ချိန်လုံးကလေလှုပ်သွားတာကြီးဖြစ်နေတာကြောင့်ဒီချိန်ကြားတဲ့ဂိုင်းကောင်းဆောင်ရဲ့ဒေါသကထိမရတော့ပဲအပြိုင်ကဘာနှစ်ခုကိုခဏတွင်တွားဖို့ဆိုတာဘလို့မှဖြစ်နိုင်တဲ့ကြောင့်ပြောကြလိုက်ပါတယ်အပြိုင်ကဘာဝင်ပေါက်တွေကဟိုဘက်အိမ်နဲ့တစ်ဖက်အိမ်လိုကတ်နေကြတာမျိုးတော့မဟုတ်ပဲသူမတဲ့လူချင်းမင်းတို့လိုမိုင်တိုင်ပေါင်းများစွာကီလိုမီတာပေါင်းများစွာဝေးကွာလွန်းတာကြောင့်လေကွင်းနဲ့ထူးနိုင်လို့မြေရှုမိုးပြန်နိုင်တယ်ဆိုရင်တော့နေရာတစ်ခုခဏတွင်တိုက်ခိုက်ဖို့ကဘလို့မှဖြစ်နိုင်တာပဲဖြစ်ပါတယ်ဒါမှသူဘလို့ပဲဖြစ်နိုင်ဘူးပြောလေလှုပ်သွားတဲ့ဆိုတာကဗီဒီယိုတက်တဲ့တွေပါရှိနေတဲ့အပြင်ခိုးရိုက်ထားတဲ့သူ့တစ်ဖက်ကိုပါရှင်းသွားတဲ့လေကကြားတဲ့ဂိုင်းသားတွေအတော်အားနေတဲ့ကြောင့်ခဏရင်ခေါင်းဆောင်ဖြစ်တဲ့ဟေပေါက်ကိုပါဆင်ပေါ်သွားခဲ့တာပဲဖြစ်ပါတယ်တကိုင်းလုံးကိုသာစိတ်ကူးရင်ပတ်ဆက်တော်ကုန်မှာဖြစ်တဲ့ကြောင့်လေစကားတွေကိုကြားလိုက်ရတော့လက်ရှိသူတို့ဂိုင်းအစည်းအဝါးရေးကိုတုံးနဲ့ထိုးနေတာရအခုချိန်နေတွေကိုပါလေတမင်ဖန်တီးခဲ့တယ်ဆိုတာဟေပေါက်လည်းသဘောပေါက်သွားခဲ့ပြီကိုတော်တစ်ခုစီခေါ်လာတဲ့လေကြောင့်ဒီညဘာလို့ခေါ်လာလဲဆိုတာချင်းစီကထုတ်မေးလိုက်ပါတယ်သူချွဲချင်အောင်နောက်ကိုနိုင်အောင်ခံလိုက်ရင်ကြားတဲ့ဂိုင်းနဲ့ပတ်တက်နေတဲ့ဒီကိုတော်ကိုအမမထင်တွေးခဲ့ရတာဖြစ်တယ်ဒီရက်ထဲမှာလည်းကြားတဲ့ဂိုင်းသားတွေကိုလေတွက်ကထားတာအင်အားနည်းနေတဲ့အချိန်တွေကိုဟေပေါက်ကိုယ်တိုင်ခေါင်းဆောင်မှာကအသေးချာပဲဖြစ်ပါတယ်သူတို့မရှိတော့ဒီကိုတော်ကိုလာပြစီးတာလားလို့ချင်းစီကထင်လိုက်ပြန်မယ်လေစီစဉ်ထားတာအဲ့လိုမဟုတ်ပဲရုပ်တက်မိတာတဲ့ဖုံးတန်တဲ့သူလက်ရှိဟေပေါက်နဲ့အခြားဂိုင်းသားတွေကပြင်မကပါစီကြောင်းနေတဲ့ကြောင့်တီးလိုက်ရပါတယ်သူထင်ထားတဲ့အတိုင်းဖြစ်လာပြီးလေကချိန်ဆွဲမနေတော့ပဲဒီကိုတော်တဲ့ပစ္စည်းတွေကိုချင်းစီလက်ထက်အထားခဲ့လိုက်ပြီးအပြန်ကပါစီသွားမယ်လို့အေးစင်ကြတဲ့ခေါင်းဆောင်ကိုလိတယောက်တည်းရင်ဆိုင်ဖို့စိတ်မချတဲ့ချင်းစီကသူလည်းလိုက်ကျင်တဲ့ကြောင့်ပြောလာခဲ့ပါတယ်ဟေပေါက်ဘာဆင်းမဲ့ဖြစ်ဓာတ်ရင်ဆိုင်ရင်းမှမဟုတ်ပဲလေအတွက်ကချင်းစီကိုသာခေါ်သွားရင်အလုပ်ပိုယုံမရှိမှဖြစ်တယ်လို့သူ့ကိုစိတ်ပူနေတာနားလဲပဲမဲ့သူကလည်းတခုခုဆိုရင်ဂိတ်တကောက်အမြန်ဖြတ်လာမှဖြစ်တဲ့ကြောင့်လေကပြောပြောဆိုဆိုနဲ့ချင်းစီကိုခရီးပေးသွားခဲ့ပါတယ်ဘာပဲဖြစ်ချင်းစီကတိတ်ရစိတ်မချနိုင်သေးပဲလေဝင်ပေါက်တဲ့ဝင်သွားတဲ့အချိန်ဟေပေါက်ခေါင်းဆောင်တဲ့ကြားတဲ့ဂိုင်းကထုံးစံတယ်ဓမြတိုက်နေကြပဲဖြစ်ပါတယ်ဒီချိန်တော့ဘာနောက်ဆက်မှုမှမရှိတော့ဘူးအားလုံးကအဆင်ပြေနေခဲ့တယ်လို့အဲ့ဒီတထုသမားကသူ့ကိုဘာမှလုံနိုင်မှာမဟုတ်တဲ့ကြောင့်ဟေပေါက်ကလေလုံးထွားနေတဲ့အချိန်အချိန်ကရောက်လာတဲ့လေကြီးကသူ့ဖွဲ့သားတယောက်ကိုအရင်နဲ့ချုံးလိုက်ရင်တထုသမားလေးတစ်ဖြစ်လေသူရောက်နေပြီဆိုတော့ဟေပေါက်တို့တယောက်ကြောင်ညာလိုက်ပါတယ်ဘလို့ပဲဖွဲ့သားတွေကိုစကန်လှုပ်လို့ဟေပေါက်လူကောင်ကငါသေးမိုင်းပြီးရောဆိုတဲ့ကောင်စားမှုသူ့ဘက်တစားခံရောလေရီကိုပါမိမြိုက်ပြစ်လိုက်ပြီးလေရီကအရေးချေလန်းနဲ့အသားရရှောင်သွားပြီးမှုကြံခဲ့တဲ့တစားခံကပဲကန်ဆိုးသူမောင်ရှင်ဖြစ်နေနေရာမှာတကင်ခံလိုက်ရပါတယ်ကိုလျောက်ငယ်သားကိုပြန်တတ်တာမကောင်းတဲ့ကြောင့်လေရီကထောက်ပြလိုက်တော့အတော်လေးဒေါသထွက်သွားတဲ့ဟေပေါက်တယောက်ဒီချိန်လဲကို့ဖက်သားကိုပြန်တတ်လိုက်မိပြီအရေးချေလန်းနဲ့လှဲဘက်သွားနေတဲ့လေရီကသူ့ကိုအယူလာလှုပ်နေတာကြောင့်ဟေပေါက်လည်းအတော်လေးဒေါသထွက်လာခဲ့ပါတယ်အခုချိန်လေရီကိုတိုက်ရမယ်ဆိုရင်သူ့လျောက်ငယ်သားမကလို့ဘာကောင်ပဲဖြစ်ဖြစ်ဟေပေါက်စိတ်ဝင်စားတော့ပဲမီးစွားတွေကိုလည်းအကုန်ထုတ်လို့လိုက်တာကြောင့်နေရာတစ်ခုလုံးကမီးတောက်တွေနဲ့ဖုံးလွှမ်းသွားတဲ့အချိန်မသေးခြင်းနဲ့ဟေပေါက်ရဲ့လက်ငယ်သားတွေလည်းရောက်တဲ့ရရပြင်းအကုန်တကွဲတပြားတွေဖြစ်ကုန်ကြပါတယ်အစင်းအိတ်တစ်ဖြစ်လေဟေပေါက်ရဲ့မီးစင်မောင်းကတန်မှန်တော့မဟုတ်နေရာတစ်ခုလုံးကိုစိတ်ရှိတဲ့ဝါးမြုံနေတာကြောင့်လက်တလောပုံးနေရတဲ့လေဒီတော့ဆိုအစီအစဉ်ချပြီးဖြစ်တဲ့အကြောင်းတွက်ဆမိသွားခဲ့ပါတယ်